ဟုတ်ကဲ့ကျွန်တော်တို့မြန်မာမှုပြုတယ်ဆိုတာဗကကစ်တန်ဆန်းလေးနဲ့နည်းနည်းဆင်းတယ်ဟုတ်ကဲ့ကဲနားထောင်ကြည့်အောင်နော်တုံးစားမှရွာသားတမိုင်းလေးတစ်ခုကိုတီးပြခြင်းနားထောင်ကြည့်အောင်ဟုတ်ကဲ့စလုပ်ပါThank you.